ငါမရှိတဲ့အချိန်ငါတိုင်းပြည်ကိုတိမ့်လို့ရမယ်ထင်သလားကွာအားလုံးပဲမင်္ဂလာပါခင်ဗျာကိုကန်ကောင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့မြမသမိုင်းတွေကတစီစစ်သူကြီးတုတ်မဟုတ်ဥဒိန်ကျော်ကောင်ရဲ့ဖြစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာမြမသမိုင်းထဲမှာတည်ဆုံးပြီးမှတစီဘဝနဲ့စစ်တိုက်ထွက်ခဲ့တဲ့စစ်သူကြီးတူရှိခဲ့ပါတယ်သူကတော့နောင်တော်ကြီးမင်းလက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ဘိုးဥဒိန်ကျော်ကောင်ဆိုသူပါနောင်တော်ကြီးမင်းကဇင်းမဲ့ကိုချစ်တဲ့တိုက်ခိုက်စေခဲ့တဲ့တပ်မှာပါသွားခဲ့ပြီးလမ်းမှာတည်ဆုံးခဲ့သူပါတည်ဆုံးပြီးရဲ့နောက်တစီဖြစ်ခဲ့ပြီးတညနောင်တော်ကြီးမင်းဆက်တော်ခေါ်နေစဉ်မှာမင်းကြီးခြေထောက်ကိုလှုံနှိုးခဲ့ပြီးမိမိသည်လမ်းတွင်တည်ဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့်ဆက်လက်ပြီးအမှုတော်ကိုထမ်းလိုပါကြောင်းရှောက်တင်ခဲ့တဲ့အတွက်မင်းကြီးကလက်ခံခဲ့ပါတယ်မုဒ္ဓမာမြို့မှာထားတဲ့ကင်းတက်ကိုရိုးရတက်မြောက်ဝင်ရောက်တိုက်ခိုက်တယ်လို့ကြားရတဲ့အတွက်မြင်းတီကျော်ငတာနှင့်ငရွှန်းတို့ကိုထောက်လန်းမှုမုဒ္ဓမတို့စေလွတ်ခဲ့ပါတယ်ချက်ပေါင်းများစွာကြားတဲ့အထိပြန်ရောက်မလာတဲ့အတွက်တစေဥရင်ကျော်ကိုတစ်ချက်လွတ်အမိန့်နဲ့မုဒ္ဓမကိုစုံစမ်းမှုစေလွတ်ခဲ့ပါတယ်နေ့ချင်းပြန်ရောက်လာပြီးရိုးရတက်များတိုက်ခိုက်သည်မှာမဟုတ်မှန်ကြောင်းနဲ့ကင်းတက်မှာပုံမှန်အတိုင်းသာရှိနေကြောင်းရှောက်တင်ခဲ့ပါတယ်နောင်တော်ကြီးမင်းကမယုံတော်မူ၍ထပ်မံမေးရာမင်းကြီးစေလွတ်သည့်အထောက်တော်များကိုတောင်ကူမြို့ခပောင်းချောင်းအနီးတွင်စခန်းကျနေသည်ကိုတွေ့သည့်အတွက်တစ်ကိုင်းများကိုချို့ပြတစ်ကိုင်းကိုလှုပ်ပြ၍ခြောက်လန့်ခဲ့သေးကြောင်းရှောက်တင်ခဲ့ပါတယ်မကြမီထောက်တော်များပြန်ရောက်လာသဖြင့်မင်းမြန်းရာမုဒ္ဓမကင်းတဲ့ထွေထူးမရှိသည်မှာမှန်ကန်ပါကြောင်းခပောင်းချောင်းအနီးတွင်ခြောက်လန့်သည်မှာလည်းမှန်ပါကြောင်းသိရှိလိုက်ရပါတယ်နောင်တော်ကြီးမင်းကတစေအားဘွယ်ပေးရန်အတွက်ကိုထင်ပြခိုင်းခဲ့ပါတယ်တစေကမိမိရုပ်မှာအလွန်ဆိုးရွားပျက်စီးနေပြီးကြောက်မွက်ဖွယ်ဖြစ်နေသည်ဖြင့်မပြောက်ဝဲမှာဟုပြန်လျှောက်တဲ့အတွက်ဇဝနာရခကြော်ခေါင်လို့ရေးထားသောရွှေပြားကိုကလပ်ပေါ်တွင်တင်ထားပြီးယူစီခဲ့ပါတယ်ဘွဲရွှေပြားနှင့်ကျိုးတို့သည်ကလပ်ပေါ်မှသူ့အလိုလိုရွေသွားပြီးထုတ်လျှောက်ကြားမှာတက်ချိတ်နေတာကိုမူးမက်အားလုံးမြင်သွားပြီးကြောက်လန့်ကုန်ကြပါတော့တယ်ဒီအကြောင်းကိုလှေသိန်းအတွင်းဝင်မင်းမဟာဇေယသင်္ခါရဟာကျမ်းတွင်မှတ်တမ်းတင်ထားခဲ့သလိုဥဖြော်ရဲ့ပလိစ္ဆာအဲချင်းခေါ်စင်ကူမင်းရွှေနေတော်သွင်းအဲချင်းမှာထဲသွင်းဖွဲ့ဆိုခဲ့ပါတယ်တမိုင်းမှတ်တမ်းထဲမှာထူးခြားတဲ့အကြောင်းအရာတစ်ရပ်ဖြစ်တာကြောင့်ဘ ഹു တုတအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီပုံမြင်လေးကိုစက်နဲ့တက်တဲ့ဆိုရင်ဒီလိုပုံမြင်တွေကိုအမြဲတမ်းကြိုးစားတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ